hero တော်တော်များများမှာသူတို့နဲ့ live ဖက်ဆုံး spare တွေရှိကြပေမဲ့အားလို့ဆိုတဲ့ hero မှာတော့သူနဲ့ live ဖက်တဲ့ spare က3ခုတောင်ရှိတယ်အဲ့ဒါတွေက flicker petrify နဲ့ flame shot တို့ပါဝေး flame shot ကမိတ်ဒီမှာသုံးတာမဟုတ်လားဟုတ်ပါတယ်ဒါပေမဲ့အားလုံးက flame shot နဲ့ live ဖက်တဲ့တူရီတော့ fighter ပါ flicker ကတော့ final slot နဲ့ပေါင်းပြီးတော့မှ surprise တိုက်တဲ့ချိန်မှာသုံးပါတယ်အဲ့တော့သူကဒီနှစ်ခုနဲ့တော့တိတ်မဆိုင်ဘူးအဲကြောင့်မလို့ petrify နဲ့ flame shot ကိုကျွန်တော်ရှင်းပြပါမယ်အရင်ဆုံးအနေနဲ့ပြောချင်တာကခိုးတောင်းပါ petrify ကခိုးတောင်း85စက္ကန့်ရှိတယ် flame shot ကတော့ခိုးတောင်း90စက္ကန့်ရှိတယ်တဘောက petrify နှစ်ခါသုံးတာက flame shot 3ခါသုံးတာနဲ့ညီရယ်ဆိုတဲ့တဘောပါခိုးတောင်းမှာတော့ flame shot ကတာပါတယ် petrify ကကျတော့သူ့ rate အတွင်းမှာရှိတဲ့ enemy တွေအကုန်လုံးကို 0.8 second stand စေပါတယ်ဆိုတော့ကို့အနားမှာရှိတဲ့ enemy တွေအကုန်လုံးက marking ရာတွေပေါ်တော့မှာပါ flame shot ကတော့သူဆွဲလိုက်တဲ့ direction တစ်ခုတည်းက enemy ကိုပဲတွန်းထုတ်တာပါပြီးရင်စိုးတာတစ်ခုက flame shot ကို auto aim လို့မရပါဘူးကိုတွန်းထုတ်ချင်တဲ့ဘက်ကိုဆွဲပေးမှပဲ direction မှန်ကိုထွက်တာပါဆိုတော့ဒီနေရာမှာ petrify ကတာတယ်အောင်ရှိပေမဲ့ဒီ combo လေးကိုကြည့်လိုက်မယ်ဆိုရင်တော့ bro နည်းနည်းလေးဝေခွဲမရဖြစ်သွားပါလိမ့်မယ်ပြီးရင် flame shot ကတွန်းထုတ်တာကြောင့်မလို့ပဲအတွန်းခံရတဲ့ enemy က position ယူရတာနည်းနည်းခက်သွားတတ်တယ်နောက်တစ်ခုက flame shot ကမိတ်ဒီမှာဆိုရင်ပိုပြီး damage ထွက်တယ်ဆိုတာမှန်ပေမဲ့ fighter တွေမှာလည်း damage လုံးဝမထွက်တာမဟုတ်တဲ့အတွက်စိတ်ပါရင်တွေးနည်းနည်းလေးနဲ့ထွက်ပြေးသွားတဲ့ enemy ကိုအဝေးကနေလမ်းပြီးတော့မှပစ်လို့ရတယ်ကဲထားပါတော့ဘယ်စပယ်ကဘယ်လိုကောင်းလဲဆိုတာခိုင်တဲ့သူပေါ်မှာမူတည်ပါတယ် brother တို့ရောအားလုံးကိုဘယ်စပယ်နဲ့အများဆုံးဆော့ပြလဲဆိုတာကို comment မှာရေးတော့ပေးလို့ရပါတယ်ဒီလို mobile legend နဲ့ပတ်သက်တဲ့ tips and trick လေးတွေကိုသဘောကျရဲဆိုရင်ကိုပြီးရဲ့ TikTok account နဲ့ YouTube channel လေးကို follow နဲ့ subscribe လုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye